毛少那儿线，熬高毛老日，我米当下，我孙当下，我老当下，我当起老奶。身份作为公理，多兵起老日，下给你上，下给你跑，俺在选择跑。ဒီကနေ့ social media မှာပြန့်နှံ့နေတဲ့ AR တိုင်းဒေသကြီးများများမြို့အထက6မှာကျောင်းသူအချင်းချင်းရန်ဖြစ်နေတဲ့ဗီဒီယိုဖိုင်နဲ့ပတ်သက်ပြီးပညာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်ဆိုပြီး online မှာဖော်ပြထားရှိမှုမှာပညာရေးဝန်ကြီးဌာနရဲ့တရားဝင်ထုတ်ပြန်ချက်မဟုတ်ကြောင်းသိရပါတယ်။အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးပညာရေးဝန်ကြီးဌာနမှစုံစမ်းစစ်ဆေးခဲ့ရာအဆိုပါဗီဒီယိုဖိုင်ဟာ2024-2025 ပညာသင်နဲ့2024ခုနှစ်နိုဝင်ဘာလ18ရက်နေ့ကျောင်းချိန်ပြင်ပမှာဖြစ်ပွားခဲ့တဲ့ဗီဒီယိုဖိုင်ဖြစ်ပါကြောင်းအဆိုပါကိစ္စနဲ့ပတ်သက်ပြီး2024ခုနှစ်နိုဝင်ဘာလ19ရက်နေ့မှာကျောင်းစီကံထိန်သိမ်းအဖွဲ့မှရန်ဖြစ်တဲ့ကျောင်းသူနဲ့အုပ်ထိန်းသူမိဘများအားခေါ်ယူတွေ့ဆုံပြီးမေးမြန်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါကြောင်းဗီဒီယိုဖိုင်မှာပါရှိတဲ့အရိုက်ခံရတဲ့ Grade 6ကျောင်းသူအားရိုက်နှက်ခဲ့တဲ့ Grade 7နဲ့ Grade 9ကျောင်းသူ2ဦးတို့အားတေးကြစွာစစ်ဆေးမေးမြန်းပြီးအရိုက်ခံရတဲ့ကျောင်းသူမှာနင့်နာသူဖြစ်ပြီးအရေးယူဆောင်ရွက်ခဲ့ခြင်းမရှိပါကြောင်းရိုက်နှက်ခဲ့တဲ့ Grade 7နဲ့ Grade 9ကျောင်းသူ2ဦးနဲ့ဖြစ်စဉ်ကိုဗီဒီယိုရိုက်ပေးတဲ့ Grade 7ကျောင်းသားတို့အားကျောင်းစည်းကမ်းဖောက်ဖျက်ခြင်းကြောင့်ကျောင်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ကအုပ်ထိန်းသူမိဘများထံပြန်လည်အနှံခဲ့ပါကြောင်းနဲ့နောက်အခုလိုကိစ္စရမျိုးထပ်မံမဖြစ်စေရန်အသိပေးပြီးလက်မှတ်ရေးထိုးစေခဲ့ပြီးဖြစ်ပါကြောင်းအခုဖြစ်စဉ်ဟာ2025-2026ပညာဒီကနေ့ social